စူပါဟီးရိုးတွေရဲ့တိုက်ခိုက်မှုတွေကြားမှာဘိထွာစိုးကျူးပျက်စီးမှုတွေများလာတာကြောင့်လူထုကသူတို့ကိုစန့်ကျင်လာကြပါတယ်။အစိုးရကလည်းစူပါဟီးရိုးနေရာချထားရဲ့အစီအစဉ်ကိုတစ်တဆိတ်လွတ်ဆောင်ပြီးသူတို့ရဲ့စူပါအစွမ်းတွေကိုဖုံးကွယ်ကတာမန်လူတွေလိုပဲနေထိုင်ဖို့ဖိအားပေးခဲ့ပါတယ်။15နှစ်အကြာမှာတော့ Mr. Incredible, Bob နဲ့ Elastic Girl တို့ဟာကလေး3ယောက်နဲ့အတူစင်ကြေမှုရက်ကွက်တစ်ခုမှာတာမန်မိသားစုဘဝနဲ့နေထိုင်နေကြပါတယ်။ Bob ကတော့ဒီလိုပြင်းစရာကောင်းတဲ့ရုံးဝန်ထမ်းဘဝကိုမနစ်မြို့တာကြောင့်တငယ်ချင်းဖြစ်သူ Lucius ဖြစ်သူ Prozone နဲ့အတူညဘက်တွေမှာတိတ်တဆိတ်လူစွမ်းကောင်းလုပ်ပြီးအလွမ်းပဲအာသာဖရီလီရှိပါတယ်။ဒီနေ့မှာတော့ Bob ဟာသူ့ရဲ့အလုပ်ရှင်နဲ့ပြဿနာတက်ပြီးအလုပ်ပြုတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Mirage လို့ခေါ်တဲ့လျှို့ဝှက်အမျိုးသမီးတစ်ယောက်ကသူ့ကိုဆက်သွယ်လာပြီးကျွန်းပေါ်မှာတောင်းကျမ်းနေတဲ့ Omni Drive လို့ခေါ်တဲ့စက်ရုပ်ကြီးကိုတွားရောက်နှိမ်နှင်းဖို့ကမ်းလှမ်းခဲ့ပါတယ်။ Bob ဟာအစွမ်းကုန်တိုက်ခိုက်ပြီးစက်ရုပ်ကိုအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ပါတယ်။အလုတ်တကြောင်စိတ်သက်တွေပြန်လဲလန်းဆန်းလာတဲ့ Bob ဟာမိသားစုနဲ့ဆက်ဆံရေးတွေကောင်းမွန်လာပြီးလိကျင်ခန်းတို့ပြန်လုခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဝတ်စုံလေး flavor ကိုပြင်ဖို့ဝတ်စုံဒီဇိုင်နာ Edna Moxie တွားရာကနေဇလန်းကစတာပါပဲ။ Edna က Bob တယောက်တည်းတင်မကပဲမိသားစုတစ်ခုလုံးအတွက်ဝတ်စုံအသက်တွေပါဖန်တီးပေးလိုက်ပါတယ်။တကယ်တော့ဒီကိစ္စတွေရဲ့နောက်ွယ်မှာ syndrome ဆိုတဲ့ villain ရှိနေပါတယ်။သူဟာငယ်ငယ်က Mr. Bob ရဲ့ငင်းပြဲခြင်းကိုခံရတဲ့အမားခံပရိသတ် Buddy Pine ပဲဖြစ်ပါတယ်။ syndrome ဟာစူပါဟီးရိုးတွေကိုစက်ရုပ်နဲ့တိုက်ခိုက်ခိုင်းပြီးအချက်လက်တွေစုဆောင်းကစက်ရုပ်ကိုအစစ်မြင့်တင်နေတာပါ။သူ့ရဲ့အစီအစဉ်ကတော့စက်ရုပ်ကိုမြို့ကလေးလွတ်ပြီးမှသူကိုယ်တိုင်သူ့ရဲကောင်းလုပ်ပြီးနှိမ်နှင်းမှုဖြစ်ပါတယ်။ Helen ဟာ Bob ဘာတွေလုပ်နေတယ်ဆိုတာသိသွားပြီးနောက်ကျုံးပေါ်ကိုလိုက်သွားပါတယ်။ကလေးတွေဖြစ်တဲ့ Violet နဲ့ Dash ကလည်းလေရင်ပေါ်ခိုးလိုက်သွားကြပါတယ်။ကျုံးပေါ်မှာမိသားစုအားလုံးအဖမ်းခံလိုက်ရပေမဲ့ Mirage ရဲ့အကူအညီနဲ့ပြန်လွတ်လာပြီး Metroville မြို့ကိုဦးတည်သွားတဲ့စက်ရုပ်ကြီးကိုတားဆီးဖို့ကြိုးစားကြပါတယ်။မြို့ထဲမှာတော့ Syndrome မှာစက်ရုပ်ကိုထိန်းချုပ်နိုင်မချနေပါသည်။ဒါကြောင့် Bob တို့မိသားစုနဲ့ Prozone တို့ပူးပေါင်းပြီးစက်ရုပ်ကြီးကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပါတယ်။အရှုံးနဲ့ရင်ဆိုင်လိုက်ရတဲ့ Syndrome ဟာနောက်ဆုံးလက်နက်အနေနဲ့အိမ်မှာကြံရတဲ့ကလေးငယ် Jack ကိုခိုးယူဖို့ကြိုးစားပါတယ်။ဒါပေမဲ့ Jack ရဲ့မမျှော်လင့်ထားတဲ့စူပါအစွမ်းတွေကြောင့် Syndrome ဟာလေယာဉ်အင်ဂျင်နဲ့ပါသွားပြီးစက်သိမ်းသွားခဲ့ပါတယ်။3လအကြာမှာတော့ဒီမိသားစုလေးဟာအဖြစ်သမား Underminer ဆိုတဲ့ feeling အသစ်နဲ့ရင်ဆိုင်ဖို့အစဉ်သင့်နေကြပါပြီ။